ကျွန်တော်တို့ဒီဗီဒီယိုထဲမှာတွေ့မှာကြတော့ဒီအခန်း1 whole numbers and integers အခန်းပေါ့နော်ဒီအခန်းက GED ရဲ့သင်ချာထဲမှာဆိုရင်အလွယ်ဆုံးအခန်းလို့ပြောလို့ရတယ်ပေါ့များတော့အဖြစ်ဒီအခန်းရဲ့ပုံစံတွေက GED မှာစာမေးပွဲမှာနှစ်ပိုင်းရှိရပေါ့နော်သင်ချာကိုအရှိက calculator ပေးမသုံးတဲ့9ဘုတ်ပါတဲ့အပိုင်းမှာပါလိရှိရဲ့မိကုံမျိုးတွေပေါ့ပါမယ်လို့မပြောဘူးเนาะပါတက်တဲ့မိကုံမျိုးတွေပေါ့โอเคအဲ့တော့လွယ်လွယ်လေးဆိုခက်မြန်မြန်လေးပဲလုပ်ကြမယ်ဒီခန်းဒီ number lines တွေကိုကြည့်တတ်လားပေါ့ပြီးလို့ရှိရင်ကဏ္ဍအနေနဲ့ပတ်သက်ပြီးတော့ရှင်းနေလားဥမာဘယ်ကဏ္ဍနဲ့ဘယ်ကဏ္ဍနဲ့ရှင်းဘယ်သူကပိုကြည့်လဲအဲ့လောက်ပဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် number line ပြီးပြီးတော့47ကိုနေရာချခိုင်းတယ်သူက positive ဆိုတော့0ရဲ့ညာဘက်မှာရှိမယ်47ဆိုတော့ဒီ40နဲ့60ကြာဆို50ဖြစ်မယ်47ဆိုတော့ဒီနားလောက်လေးမှာရှိမယ်ပေါ့နော် okay number 2က minus ဆိုတော့0ရဲ့ဘယ်ဘက်ချမ်း40နဲ့20ကြာထဲမှာဆိုရင် minus 30ရှိမယ် minus 30ဒီကြားထဲမှာဆိုတော့ဒီနားလောက်လေးပေါ့ okayပြီးတော့ greater than less than ဒီအချွန်လေးလဲတဲ့ဘက်ကငယ်တဲ့ကောင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကတော့ဒီမှာထင်ပါတယ်အဲ့တော့ဒီမှာနံပါတ်2ခုရှင်းမယ်ဆိုရင်လက္ခဏာမတူလို့ရှိရင်တေချာပေါက် minus ပါတဲ့လက္ခဏာအမြဲတမ်းတန်ဖိုးပုံငယ်တယ်ပေါ့နော်အဲ့တော့ less than okay minus negative number ချင်းတူရင်ကြတော့ absolute value ကြည့်ရကောင်ပမာဏကြည့်ရကောင်ပို့ပြီးတော့တန်ဖိုးငယ်တယ်ဥပမာ44နဲ့47ဆိုရင်သူတို့ဒါ positive ဖြစ်ခဲ့မယ်ဆိုရင်47ကပိုများတယ်ဒါပေမဲ့ negative မှာကြတော့47ကပိုနေဆိုတော့ less than okay 5ကကြတော့ဒီကတော့စဉ်းစားနေကြတာမလို့ positive နဲ့ negative ဆိုရင်အများနဲ့ plus sign ဘက်ကကြီးတယ်ရော minus 5ရဲ့ opposite အဲ့တော့ဒီအောက်တစ်ချမ်းစီကြည့်မယ်ပေါ့နော် the opposite of minus 5 ကိုမှသူ့ရဲ့ opposite ဆိုတော့သူ့ရဲ့ဆန့်ကျင်ဘက် minus 5ရဲ့ဆန့်ကျင်ဘက်ဆိုတော့သူ minus နဲ့မြောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့သူ့ရဲ့တန်ဖိုးက5သူက simplify လို့ပြောတဲ့အတွက်လုံးဝအရှင်းဆုံးပုံစံကိုလုပ်ပေးရမှာပေါ့နော်အဲ့တော့အရှင်းဆုံးပုံစံအနေနဲ့ဆိုတော့5ပဲဒီပေါ့နော်Okay, number 7 ကကြတော့ what is the simplifying form အရှင်းဆုံးပုံစံ the opposite of the opposite of 3အဲ့တော့သစင်ကျင်သွားမယ် the opposite of the opposite of 3နောက်ဆုံးကနေရှင်းကြည့်မယ်ပေါ့နော် the opposite of 3ဆိုရင်3က positive ဆိုတော့3ရဲ့ opposite က minus 3ဖြစ်မယ်အဲ့ဒီ opposite ကိုမှ the opposite of ထပ်လာတော့ minus 3ရဲ့ opposite ဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူ့ကိုအရှင်းဆုံးလုပ်လိုက်ရင်12ပဲပြန်ဖြစ်သွားတယ်လွယ်နော် okay 8ကကြတော့ what is ဒါလေးကို simplify လုပ်လိုက်မယ်အရှင်းဆုံးပုံစံနဲ့ရေးရင်ပါဖြစ်မလဲပေါ့အဲ့တော့ဒီဘေးကဘောင်လေးတစ်ခုကဘာအဓိပ္ပာယ်လဲဆိုတော့ absolute value ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီသူ့ရဲ့ပကတိတန်ဖိုးဆိုတဲ့အဓိပ္ပာယ်ပြောချင်တာကဒီဘောင်လေးတစ်ခုတွေကနေထွက်လိုက်လို့ရှိရင် minus တွေအကုန်ပြုတ်သွားတယ်သူ့ရဲ့ပကတိတန်ဖိုးက42ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အဖြေမှန်က A okay ဒီမှာလာပြီ what is the absolute value of 7ရဲ့ absolute value လို့ချင်းရင်ကျွန်တော်ကဒီသင်္ကေတလေးပေါ့နော်ဒီဘောင်လေးတစ်ခုလေးကသင်္ကေတလေးတွေကိုထည့်ပေးတယ်အဲ့တော့အဖြေမှန်က A okay which quadrant has positive values and negative y values ဒါကဘာပြောချင်လဲဆိုတော့ coordinate plane ကိုသိရပြီပေါ့နော် coordinate plane ဆိုရင်ဒီမှာ x ရှိမယ်ဒီမှာ y ဝင်ရိုးရှိမယ် okay ဒီမှာ0ရှိမယ်အဲဆိုရင် x ရဲ့ ဒီညာဘက်ခြမ်းကကြတော့ x ရဲ့ positive ဒီဘယ်ဘက်0ရဲ့ဘယ်ဘက်ခြမ်းက x က negative number ဖြစ်မယ် x ဝင်ရိုးက negative number ဖြစ်မယ်y က positive ဖြစ်မယ်အပေါ်ဘက်ဆိုရင်အောက်ဘက်ဆိုရင် negative ဖြစ်မယ်အဲ့ဒါမှကျွန်တော်ဒီဘက်ကစပြီးတော့ quadrant 1 quadrant 2 quadrant 3 quadrant 4ဆိုပြီးတော့နာမည်ခေါ်တယ်အဲ့တော့သူက positive x value ဆိုတော့ဒီညာဘက်ခြမ်းပေါ့နော်ညာဘက်ခြမ်းကမှ negative y value ဆိုတော့ positive x value နဲ့ negative y value ဆိုရင် quadrant 4မှာရှိမယ် okay which quadrant has negative x values and negative y values နှစ်ခုလုံး negative ကကြတော့ဒီပုံမှာကြည့်လိုက်ရင်သိတာတယ်ဒီ
graph ရဲ့ဘယ်ဘက်ခြမ်းဆိုရင် x က negative ပြီးတော့အောက်ဘက်ခြမ်းဆိုရင် y က negative နှစ်ခုလုံး negative ဆိုတော့ quadrant 3ပေါ့ဒါရီကတော်တော်လွယ်တယ်ဆိုတော့ကျွန်တော်မြင်မြင်သွားလိုက်မယ်ပေါ့နော် which point is the reflection of is in the x-axis okay ဒါကဘာပြောချင်လဲဆိုတော့ -4.7 ဆိုရင် -4 ဖြစ်တဲ့အတွက် x တန်ဖိုးကဒီဘက်မှာရှိမယ်ပေါ့နော် y တန်ဖိုးကကျတော့အပေါ်မှာရှိမယ်ဒီနားလောက်ပဲရှိမယ်ထားပါဦး okay အဲ့တော့ဒီပမာဏက -4 ဒီပမာဏက 7 ရှိတယ်အဲ့ဒါမှသူက reflection ဖြစ်တယ်ဆိုတာကကျွန်တော်ခောက်ယူချိုးလိုက်တဲ့ပုံစံမျိုးစက္ကူတစ်ခုခောက်လိုက်မယ်ဒီနားလေးမှာမှင်ရေဆိုပြီးတော့ဒီဝင်ရိုးတိုင်းခောက်လိုက်မယ်ပေါ့နော်သူကတော့အခုမှ x axis မှာ reflection ပြန်မှာဆိုတော့ x ဝင်ရိုးတိုင်းခောက်ခိုင်းတာဥပမာစာရွက်ကိုဒီနားလောက်ကနေခောက်လိုက်မယ်ဒီနားလေးမှာမှင်လေးဆိုထားမယ်ဒီနားလောက်ကနေအပေါ်အောက်ခောက်လိုက်မယ်ဆိုရင်ဒီဟာကဘယ်နားကိုတော့ထင်မလဲဆိုတော့ဒီနားကိုတော့ထင်မယ်အဲ့သူ့ပမာဏကဘာနဲ့တူတူပဲဆိုတော့ဒီအပေါ်က y က -7 ဒီအောက်မှာ -7 ပမာဏဒီ x ကကြတော့ဒီဘယ်ဘက်ခြမ်းမှာပဲဆိုတော့ -4 ပဲအဲ့တော့ x ကိုရေးရတာဆိုတော့ -4, -7 okay 13ကကြတော့ 0, -2 ရဲ့ x axis မှာ reflection လုပ်ခိုင်းတာ okay အဲ့တော့သူကဘာမှရှိမလဲဆိုရင် 0, -2 ဆိုတော့ x တန်ဖိုးက0ဆိုတော့ဒီနားပေါ့ -2 ဆိုတော့ဒီနားပဲထားပါအောင်အဲ့တော့ x တန်ဖိုးက0 y တန်ဖိုးက -2 အဲ့ဒါကို x axis မှာ reflect လုပ်မယ်ဆိုရင်ဒီအလျားလိုက်ခောက်ခိုင်းတာပေါ့နော်အလျားလိုက်ခောက်လိုက်မယ်ဆိုလို့ရှိရင်ဒီအမတ်ကလေးကဒီအပေါ်မှာတော့ကတ်မယ်ဒီဘက်ရောက်သွားမယ် sorry ဒီဘက်ရောက်သွားမယ်ဆိုတော့ဒီခုနဟာက 0, -2 ပေါ့နော်12နဲ့ကြောင်းပြီးတော့ပေါ်ရောက်သွားတယ် okay အဲ့တော့အပေါ်မှာရောက်သွားမှာကဒီ x တန်ဖိုး0က0ပဲပေါ့ဆိုတော့ဒီဝင်ရုံမှာပဲရှိနေအဲ့တော့ y တန်ဖိုးကကျတော့ negative ကနေ positive ပြောင်းသွားတယ်အဲ့တော့ 0, 2 ဖြစ်သွားတယ်ဒီ reflection တွေကဒီနံပါတ်သေးတဲ့ဟာဆိုရင်ပုံဆွဲကြည့်ပြီးတော့မြင်တာရယ်ပေါ့နော် and ပုံဆွဲကြည့်ပြီးတော့မြင်တာရယ်တကယ်လို့နံပါတ်အကြီးကြီးတွေလို့ပုံဆွဲကြည့်လို့မရတဲ့ဟာမျိုးဆိုဘယ်လိုလုပ်လို့ရလဲဆိုတော့shortcut ပေါ့နော် x axis မှာ reflection လုပ်ခိုင်းတယ်တနည်းအားဖြင့်ပြောရင် x ဝင်ရိုးအလိုက်အဲ့လိုခောက်ချခိုင်းနေဆိုရင်အဲ့ဒီနံပါတ်ရဲ့အဲ့ဒီ point ရဲ့ coordinate ကို y တန်ဖိုးကို minus နဲ့မြောက်လိုက်တကယ်လို့ y axis မှာခောက်ခိုင်းနေဆိုလို့ရှိရင်ကြတော့ x တန်ဖိုးကို minus နဲ့မြောက်လိုက်ဥပမာပြဒီအပေါ်ကပုံပဲထားပါတော့ x axis ကိုသူက x axis မှာ reflection လုပ်ခိုင်းနေဆိုရင် y တန်ဖိုးကို minus နဲ့မြောက်လိုက်အဲ့တော့ -4, -7 ရတယ်တွေ့လား okay နံပါတ်13မှာဆိုရင် x axis ပဲတူလဲ x axis ကို reflection လုပ်ခိုင်းနေဆိုရင် y တန်ဖိုး y coordinate ကို minus နဲ့မြောက်လိုက်တော့ဒီမှာ minus ရှိပြီးသားဆိုတော့ 0, 2 ဖြစ်သွားတယ် okay y axis မှာ reflection လုပ်ခိုင်းလဲအဲ့တိုင်းပဲပေါ့နော်သူ့ရဲ့ x တန်ဖိုးကို minus နဲ့မြောက်လိုက်ရပြီ okay ဒီမှာလာပုံဆွဲတော့ဒီခေါက် which point is the reflection of 2, -5 on the y axis y axis မှာ reflection လုပ်ခိုင်းနေဆိုတော့စံကျင်ပဲဖြစ်တဲ့ x တန်ဖိုးကို minus နဲ့မြောက်လိုက်တော့ -2, -5 ဖြစ်လိမ့်မယ်မရောရင်ပုံဆွဲကြည့်ပါနော် okay ဒီခေါက်ကကျတော့ဒီ reflection of ဒီ point လေးပေါ့နော် on the y axis ဆိုတော့ x တန်ဖိုးကို0နဲ့မြောက်မယ် x က0 sorry x တန်ဖိုးကို negative minus နဲ့မြောက်မယ် x တန်ဖိုးက0ဖြစ်နေပြီဒါဆိုတော့ negative နဲ့မြောက်ဘယ်လောက်မြောက်0က0ပဲအဲ့တော့ဒါကဒီမှာပဲရှိမယ် okay အဲ့ဒါဘယ်လိုအခြေအနေမျိုးလဲဆိုတော့ပုံဆွဲကြည့်မယ်ဆို0, -3 ပေါ့နော် x တန်ဖိုးက0 y တန်ဖိုးက -3 0, -3 အဲ့ဒါကိုမှကျွန်တော်တို့က y axis မှာ reflect လုပ်မယ်ဆိုတော့ဒီ y axis အလိုက်ခောက်ခိုင်းတာဒီလိုကြီးခောက်လိုက်ခိုင်းတာဆိုတော့ဒီအပေါ်မှာရှိနေတဲ့အမတ်ကကွာဒီနေရာလေးမှာပဲရှိနေရအောင်အဲ့ဒါကိုဘလောက်ခောက်ဒီနေရာပဲမရွေ့ဘူးပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့
ဒီ x ကနေခောက်မယ်ဆိုလို့ရှိရင်ကျတော့ဒီကောင်လေးကဒီအပေါ်ကိုတက်သွားမယ်ပေါ့အခုကကျတော့နေရာမရွေးတယ်လို့မျိုးပဲဖြစ်နေတယ်အဲကြောင့်မို့သူ့ရဲ့မူရင်း coordinate အတိုင်းတန်ဖို့အတိအကျပြန်ရတာမှန်တယ်ပေါ့နော် okay ဒါတော့တော်တော်လွယ်တယ် -3,2 ဆိုတဲ့ coordinate ရှိတဲ့ point ကိုရှာခိုင်းတယ်အဲ့တော့ -3 ဆိုတော့ဘယ်ဘက်ခြမ်းမှာရှိမယ်ဒီနှစ်ကောင်ပေါ့အဲ့ထဲမှာ2က y coordinate က positive ဆိုတော့အပေါ်မှာရှိရကောင်ဒီကောင်အဲ့တော့ -3,2 okay ဒီတစ်ခေါက်ကကျတော့4, -5 4ဆိုတော့ညာဘက်မှာရှိမယ်ဒီနေရာဒီအပေါ် -5 ဆိုတော့အောက်မှာရှိရကောင်ဒါ4 -1 -2 -3 -4 -5 4, -5 ဆိုတော့ဒီကောင် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် Just take the first step and the next